ပါအားလုံးမြင်တွေ့ရတာတကယ်ကိုဝမ်းသာပါတယ်ကျမတို့အားလုံးဟာကိုယ်စီထူးခြားတဲ့ဘဝစကြောင်းတွေအိမ်မက်တွေနဲ့စိန်ခေါ်မှုတွေကိုကြုံတွေ့နေကြရပါတယ်တခါတလေမှာရှေ့ဆက်ရမယ့်လမ်းကကြောက်စရာကောင်းသလိုကျမတို့ရဲ့ခန္ဓာကိုယ်စမ်းသပ်မဲ့အတားအဆီးတွေနဲ့ပြည့်နေနိုင်ပါတယ်တန်တရားဝင်တဲ့အချိန်တွေစိတ်ပြက်အားငယ်စရာတွေဒါမှမဟုတ်အားအင်ကုန်ခန်းသွားတဲ့အချိန်တွေလည်းရင်ဆိုင်ရနိုင်ပါတယ်။ဒါတွေအားလုံးဟာပုံမှန်ပါပဲ။လူသားတစ်ယောက်ရဲ့ခီးစဉ်ရဲ့အစိတ်ပိုင်းတစ်ခုပါ။ဒါပေမဲ့သင်တို့အားလုံးဆောင်ထားစေခြင်းနဲ့အမှန်တရားတစ်ခုရှိပါတယ်။အဲ့ဒါကတော့သင်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတိုင်းဟာလမ်းပိတ်ဆို့မှုမဟုတ်ပဲရှေ့ဆက်တဲ့လမ်းမှုလေကားတဲ့တစ်ခုသာဖြစ်ပါတယ်။ဒါသင်မသိသေးတဲ့ခွန်အားတွေကိုရှာဖွေသိရှိနိုင်ဖို့သင်ရဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့သင်ခန်းစာတွေကိုသင်ယူဖို့ပြီးတော့သင်ကိုဘယ်သူမှမတားဆီးနိုင်အောင်ခံနေရှိလာစေဖို့အခွင့်အရေးတစ်ခုပါပဲအခက်ခဲတိုင်းကိုဖြေရှင်းရမယ်ဗဟေရီအသစ်တစ်ခုတီထွင်ဖန်တီးဖို့အခွင့်အရေးတစ်ခုကြီးထွားဖို့အချိန်အခါတစ်ခုအဖြစ်လက်မှတ်ယူလိုက်ပါမှတ်ထားပါတိုးတက်မှုဆိုတာအမြဲတမ်းဖြောင့်တန်းတဲ့လမ်းကြောင်းမဟုတ်ပါဘူးလမ်းလွဲတာတွေရနာတာတွေနောက်ပြန်ဆုတ်တာတွေတောင်ရှိနိုင်ပါတယ်ဒါပေမဲ့တကယ်ကြီးကြည့်တာကတော့ရှေ့ဆက်တလန်းဖို့သင်ရဲ့စိတ်ပိုင်းဖြစ်မှုပါပဲတလန်းချင်းစီပဲဖြစ်ပေါ်ပြည့်စုံခြင်းထက်သမတ်တဲ့ကြိုးစားခြင်းကသာအဓိကကြပါတယ်အဲ့ဒီသိငယ်တဲ့သမတ်တဲ့ကြိုးစားမှုတွေဟာအချိန်ကြာလာနဲ့မျှထူးခြားတဲ့အောင်မြင်မှုတွေဖြစ်စူးစီးသွားပါလိမ့်မယ်အခက်ခဲတွေကိုကျော်လွှားနိုင်ဖို့လာရောညီထွေဖြစ်အောင်နေနိုင်ဖို့ရဲချစ်ရှိတဲ့ဘဝတွေကိုဖန်တီးနိုင်ဖို့စွမ်းအားတွေဟာသင်အတွင်းမှာပဲရှိနေပါတယ်သင်ရဲ့အတွေးခေါ်ကိုယုံကြည်ပါသင်ရဲ့ပင်ကိုယ်စိတ်ကိုယုံကြည်ပါပြီးတော့သင်ဖန်တီးနိုင်တဲ့တက်ရောက်မှုတွေကိုဘယ်တော့မှရှော့မတွက်ပါနဲ့သင်ရဲ့ထူးခြားတဲ့အရေးချင်းတွေနဲ့အမြင်တွေကလိုအပ်နေပါတယ်ဒါကြောင့်ဒီနေ့ဒီနေရာကနေပြန်သွားပြီးတဲ့အခါမှာဘလို့ຢာတွေပဲကြုံရပါစေနေ့ရက်တိုင်းကိုရဲစန်းတတိတိလို့စိတ်ပြင်းပြမှုနဲ့ကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်လိုက်ပါသင်ဟာမယုံနိုင်စရာကောင်းတဲ့အရာတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ကျေးဇူးတင်